လုံခြုံရေးဝန်ထမ်းတယောက်ကသူ့ပစ္စည်းတွေကိုတည်ပြီးထွက်လာတော့အလုတ်ရှင်နဲ့တိုးတော့မင်္ဂလာပါဆရာလို့လေးလေးစားစားနှုတ်ဆက်လိုက်တယ်။အလုတ်ရှင်ကအံ့ဩသွားပြီးနေအောင်လို့လှမ်းတာကမင်းကဒီမှာအလုတ်လောက်တာမဟုတ်လား။ဘာလို့ပစ္စည်းတွေတည်ပြီးထွက်သွားတာလဲလို့မေးလိုက်တယ်။ပြီးမှဝန်ထမ်းရဲ့မျက်နှာကိုတေချာကြည့်ပြီးမင်းကိုတယောက်ယောက်ရိုက်လိုက်တာလား။မျက်နှာမှာဘာလို့အမှတ်ဓာတ်တွေဖြစ်နေတာလဲလို့ထိတ်လန့်တကြားမေးတယ်။ဝန်ထမ်းကအမှန်တရားကိုဖုံးကွယ်ဖို့ကြိုးစားရင်းဘာမှမဖြစ်ပါဘူး။ကျွန်တော်စူပါဗိုက်ဇာရဲ့အထောက်ခံလိုက်ရလို့ပါလူတုံတုံရင်ဖြေတယ်အလုတ်ရှင်ကအထောက်ခံရတယ်ဘာလို့လဲမင်းကအလုတ်ကိုယူယူသားသားလုပ်တာပဲငါမင်းအလုတ်ကိုသဘောကျတယ်ဘသူကဘာလို့ထုတ်တာလဲငါ့ကိုပြောပြလူဆိုတော့ဝန်ထမ်းကတက်တီမွေးပြီးမန်နေဂျာဒေါ်နီနီရဲ့တမီပါသူကအလုတ်ထဲမှာဝန်ထမ်းကမဝတ်တတ်ဘူးကျွန်တော်ကဝတ်ဖို့ပြောလိုက်တော့ကျွန်တော်ကိုရိုက်ပြီးအလုတ်ထုတ်ပစ်တာပါလို့ဖွင့်ပြောလိုက်တယ်အလုတ်ရှင်ကဒါကိုကြားတော့ဒါတကယ်ကိုတုံလို့เสียပဲသူကလက်ထောက်စူပါဗိုက်ဇာအဆင့်ပဲရှိတာဘသူ့ကိုမှရိုက်ဖို့ဒါမှမဟုတ်အလုတ်ထုတ်ဖို့လုပ်ပိုင်ခွင့်မရှိဘူးလို့ဒေါသတကြီးပြောပြီးကဲစိတ်မပူနဲ့ဒါကငါကင်တွယ်လိုက်မယ်မင်းသွားတော့လို့ပြောလိုက်တယ်ဝန်ထမ်းထွက်သွားပြီးတဲ့နောက်အလုတ်ရှင်ကလုံခြုံရေးယူနီဖောင်းကိုဝတ်ပြီးဂိတ်ဝမှာစောင့်နေလိုက်တယ်မကြခင်မှာပဲစူပါဗိုက်ဇာမလီကကုမ္ပဏီတဲကိုမန်တက်ပြီးလမ်းလျှောက်ဝင်လာတယ်အလုတ်ရှင်ကသူ့မကိုတားပြီးမင်းရဲ့ဝန်ထမ်းကပ်ဘဲမှာလဲလို့မေးလိုက်တော့ကောင်မလေးကမုံမာစွာနဲ့ငါမှကတ်မလို့ဘူးအဲ့ဒါကနင်တို့လိုလုံခြုံရေးတွေအတွက်ပဲငါကစူပါဗိုက်ဇာလေးဘာလို့ဝေ့ရမှာလဲဖဲစမ်းငါကနင်ခိုင်းတာလုပ်เสียမလို့ဘူးလို့ပြောပြီးကြော်တက်ဖို့ကြိုးစားတယ်အလုတ်ရှင်ကဒေါသတကြီးနဲ့သူ့မလက်ကိုဆွဲထားပြီးနေဦးငါပြောတာမကြားဘူးလားနင်ဘသူဆိုတာငါကယူမဆိုင်ဘူးလို့ဟောက်လိုက်တယ်ကုမ္ပဏီထဲဝင်မယ်ဆိုရင်ဝန်ထမ်းကပ်ပွေးရမယ်အထူးသဖြင့်စူပါဗိုက်ဇာတယောက်အနေနဲ့တခြားသူတွေစီကန်းလိုက်နာအောင်စံပြဖြစ်တဲ့နယ်လို့ပြောလိုက်တယ်စူပါဗိုက်ဇာမလေးကငါ့ကိုလာပြီးဆရာမလုပ်နဲ့နင်ဒီလိုဆက်ပြောနေရင်ငါအမေကိုဖုံးဆက်ပြီးနင်အလုတ်ပြုတ်အောင်လုပ်လိုက်မယ်လို့ချင်းချောက်နေတော့အတွင်းရေးမှုတယောက်ရောက်လာပြီးအလုတ်ရှင်ကိုဥက္ကဋ္ဌကြီးကျွန်တော်ရှားနေတာကြပြီရုံးခန်းမှာအရေးကြီးကိစ္စရှိလို့ပါလို့လေးလေးစားစားပြောလိုက်တယ်ဒါကူမြင်တော့စူပါဗိုက်ဇာမလေးကဒါဥက္ကဋ္ဌကြီးမှန်းသိပြီးအံ့ဩတုန်လှုပ်သွားတယ်အဲ့ဒီနောက်မန်နေဂျာဒေါ်နီနီကအပြေးအလွှားရောက်လာပြီးသမီးဖြစ်သူကိုကြည့်ကဘသူကငါသမီးကိုနှောက်ရှက်ရေးတာလဲဘသူကငါသမီးကိုတားရေးတာလဲလို့အော်ဟစ်လိုက်တယ်သမီးဖြစ်သူကတားနေပေမဲ့သူမကဂယုမဆိုင်ပဲလုံကြုံရေးဝတ်စုံတဲ့လူစီကိုရှော့သွားတယ်အလုတ်ရှင်ကလှိတ်ကြည့်လိုက်တဲ့အခါမှာတော့ဒေါ်နီနီတယောက်ဥက္ကဋ္ဌကြီးဒီမှာရှိနေတာလားလို့ပြပြတယ်လဲပြောတော့တယ်အလုတ်ရှင်ကမင်းသမီးကနေတိုင်းအလုတ်နှုတ်ကြတဲ့အပြင်ဝန်ထမ်းကလည်းမဝတ်ဘူးလို့ဒေါသတကြီးရှင်းပြတယ်ငါတို့ဝန်ထမ်းတယောက်ကရင်ရင်ကြီးကြီးတတိပေးတာကိုသူကဆဲဆိုပြီးအောက်ချီလုံကြုံရေးဆိုပြီးနှိမ်ချဆက်ဆံတယ်လုံကြုံရေးဝန်ထမ်းဖြစ်တာဘာဖြစ်လဲသူတို့ကအားလုံးကိုကာကွယ်ပေးနေတာသူတို့သာနေညာမပြတ်စောင့်မနေရင်မင်းတို့ဘလို့အေးအေးဆေးဆေးနေနိုင်မလဲမင်းတို့ဒါကိုနားမလဲဘူးငါပြောမယ်ငါကုမ္ပဏီမှာဘယ်အလုပ်ကမှမြင့်တာနှိမ်တာမရှိဘူးလူတိုင်းမှာကိုတာဝန်နဲ့ကိုရှိတယ်မင်းတို့နှစ်ယောက်လုံးကအယမ်းကိုမောက်မာလွန်းနေမင်းတို့ကိုမင်းတို့အလုပ်ရှင်ထင်နေရလားငါရှိမှာတော့မင်းတို့မှာဘာလုပ်ပိုင်ခွင့်မှမရှိဘူးမင်းတို့ကဝန်ထမ်းနေပဲဒေါ်နီနီမင်းကဘာလို့ငါ့ကိုမမေးပဲမင်းရဲ့အလုပ်လိုက်ထားတဲ့သမီးကိုဒီလိုအစ်စ်မြင့်ရာထူးပေးထားရတာလဲအခုတော့အပြစ်ပေးဖို့အချိန်တန်ပြီငါကုမ္ပဏီမှာမင်းတို့လိုရိုင်းဆိုင်ပြီးမောက်မာတဲ့သူတွေအတွက်နေရာမရှိဘူးအခုချက်ချင်းပစ္စည်းတွေတင်ပြီးထွက်သွားတော့မန်နေဂျာဒေါ်နီနီကဒေါသတကြီးနဲ့ကျမဥက္ကဋ္ဌကြီးနဲ့အလုပ်လုပ်လာတာနှစ်ပေါင်းများစွာကြာပြီအတူတူပေးမင်းပန်းပန်းလုပ်ခဲ့တာကိုအခုလိုပြန်ဆက်ဆံတာလားဥက္ကဋ္ဌကြီးရဲ့ဆုံးဖြတ်ချက်ကိုဘယ်သူမှထောက်ခံမှာမဟုတ်ဘူးလို့ပြောလိုက်တယ်အလုပ်ရှင်ကလူလုပ်တာကိုနှက်မြင်တယ်တရားမျှတမှုဆိုတာလူတွေရဲ့နှလုံးသားထဲမှာရှိတယ်လို့ငါယုံကြည်တယ်သူတို့ငါ့ကိုထောက်ခံလိမ့်မယ်လို့ပြန်ပြောလိုက်တယ်တငယ်ချင်းတို့ကြီးအလုတ်ရှင်လုပ်တာမှန်သလားမှားသလားဆိုတာကိုမှတ်ချက်လေးပေးခဲ့ကြပါဦး